Hello မင်္ဂလာပါဒီကောင်ကိုကျွန်တော်ရောင်းလိုက်ပါပြီဆိုတော့စိတ်နှုံးကတော့သိလို့ရှိရင်တော့ရည်ချင်းကြမတင်ကျွန်တော်ကိုယ်တိုင်လည်းရည်ချင်းနေကျွန်တော်ကိုယ်တိုင်လည်းမယုံနိုင်ဘူးပေါ့နော်ဒီကားရဲ့စိတ်နှုံးကျွန်တော်ရောင်းလိုက်တဲ့စိတ်နှုံးကဒီကောင်ကိုကျွန်တော်ဘယ်လောက်နဲ့ဝယ်လဲဆိုတော့ပြောမယ်လွန်ခဲ့တဲ့2024 10လပိုင်းတော့ကျွန်တော်ဒီကောင်ဝယ်တာဖြစ်တယ်9လပိုင်းဆိုတော့တစ်နှစ်ပြည့်တော့မယ်ပေါ့တစ်နှစ်ပြည့်ခါနေဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဝယ်တော့က85,000ပေးလိုက်ရတယ်9သိန်းပေါ့နော်ရန်9သိန်းခွဲပေးပြီးတော့ဒီကားကိုဝယ်လိုက်တာဖြစ်ပါတယ်အဆိုးဆုံးကပါလဲဆိုလို့ရှိရင်ကျွန်တော်ဒီကားဝယ်ဖို့ရန်အတွက်ကျွန်တော်ရဲ့ stock share 1050ပို့ပေါ့နော်ရောင်းပြီးတော့ကျွန်တော်ဒီကားကိုဝယ်လိုက်တာဖြစ်တယ်ဆိုတော့အဲ့ဒါကအဆိုးဆုံးပါပဲကျွန်တော်အဓိကနောင်တရတဲ့ဟာအဲ့ဒါကျွန်တော်သိတယ်ဒီ stock share ဆိုတာကျွန်တော်ရေရှည်အတွက်တွားရမယ်ဆိုတာကျွန်တော်သိတယ်ဒါပေမဲ့ကျွန်တော်ရဲ့စီကိုဖောက်ပြီးတော့ကျွန်တော် share ကိုရောင်းတယ်ဒီကားကိုဝယ်လိုက်တယ်ဆိုတော့တကယ်လို့ဒါကျွန်တော်ဒီ1050ပို့ပေါ့နော် share မရောင်းခဲ့ဘူးဆိုလို့ရှိရင်အခုချိန်ကျွန်တော်1080တန်ကား2စီးလုံးဝယ်လို့ရတယ်ဆိုတော့1100ကျော်တန်ကားပေါ့နော်ကျွန်တော်ဘာဖြစ်အဆင်ပြေတဲ့ဟာပိုကောင်းတဲ့ကားကိုကျွန်တော်ဝယ်လို့ရတယ်ဒါပေမဲ့ကျွန်တော်ရောင်းလိုက်တယ်ဆိုတော့အဲ့ဒီအဟာကိုကျွန်တော်ရှုံးလိုက်တယ်ပေါ့နော်ဒါကကျွန်တော်အတွက်ဒီတကယ်ကြီးမားတဲ့သင်ခန်းစာတစ်ခုဖြစ်ပါတယ်။ကားဆိုတဲ့အမျိုးအစားပါလဲဆိုလို့ရှိရင် liabilities အမျိုးအစားမှာပါပါတယ်။ကားကိုဝယ်လိုက်ပြီဆိုတာနဲ့ကျွန်တော်ဒီငွေကအထွက်ပဲရှိတယ်။ဘာတွေလဲဆိုလို့ရှိရင်ကျွန်တော်ကား insurance ရှိမယ်ပြီးလို့ရှိရင်ကား parking ကြီးရှိမယ်စီးဖိုးတွေရှိမယ်ကားတစ်ခုခုဖြစ်လို့ရှိရင်ပြင်းတဲ့ဟာတွေရှိမယ်ပေါ့နော်။ကျွန်တော်တော်သေးရဲ့ကားပြင်တာတော့တစ်ခါမှမရှိဘူး။ဒီတခြားကုန်တဲ့ဟာတွေပေါ့နော်အဲ့ဒါကြီးကျွန်တော်တို့တွက်မယ်ဆိုလို့ရှိရင်လတိုင်းကုန်တဲ့ဟာတော့မှကျွန်တော်ရဲ့အိမ်လခနီးနီးလောက်ရှိတဲ့ကားအတွက်ဒီအဲ့အတွက်ကြောင့်ကျွန်တော်ကဒီဟာကိုမလိုချင်ဘူးအများဆုံးဖြုတ်ချင်တယ်အဲ့အတွက်ကြောင့်ကျွန်တော်ဒီကားကိုရောင်းဖို့ဆုံးဖြတ်ပြီးတော့အများဆုံးရောင်းလိုက်တာပေါ့နော်တစ်နှစ်ကတော့ကျွန်တော်ခံလိုက်ရပေးဆက်လိုက်ရတာပေါ့နော်ဒါပေမဲ့ဒါသင်ခန်းစာပါပဲဆိုတော့ဒီကားကိုကျွန်တော်ဘယ်လောက်နဲ့ပြန်ရောင်းလဲဆိုလို့ရှိရင်ရန်3000နဲ့ပြန်ရောင်းလိုက်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဝယ်တာ1085ပေါင်နဲ့ဝယ်လိုက်တာဖြစ်တယ်ပြန်ရောင်းရင်3000ဘယ်လောက်ရှုံးလဲเนาะဒါပေမဲ့ကျွန်တော်ဒီစိတ်မကောင်းမဖြစ်ဘူးအတိကကျွန်တော်ဒီကားကိုကျွန်တော်အစီမှာမထားချင်တော့ဘာလို့ဆိုရင်ဒီကနေငွေကထွက်နေတာဖြစ်တယ်အဲ့ဒါကိုကျွန်တော်ဒီအပေါက်ကိုပိတ်ချင်တယ်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ကအခု financial freedom ပေါ့နော်ငွေကြေးလွတ်လပ်မှုလို့ခေါ်တယ်အဲ့ဒါကိုဒီဆောက်ချင်တာဖြစ်တယ်အဲ့ဒါဒီဆောက်တဲ့ချိန်မှာအတိကထွက်တဲ့ငွေကိုကျွန်တော်တို့ကပိတ်ချင်တယ်အဲ့ဒါကိုကျွန်တော်တို့ကိုပိတ်မယ်ပြီးရင်ကျွန်တော်အဲ့ဒီဟာကို invest လုပ်မယ်အဲ့ဒါမှကျွန်တော်ဒီလိုချင်တဲ့ financial freedom ကိုဒီပို့ပြီးတော့မြန်အောင်ရောက်နိုင်မှာဆိုတော့ဒီကားကိုကျွန်တော်ဖြစ်တယ်လို့ရောင်းလိုက်လဲဆိုလို့ရှိရင်အဓိကကျွန်တော်ဒီကားကိုမလိုအပ်ဘူးပေါ့နော်မလိုအပ်ဘူးဘာလို့လဲဆိုရင်ကျွန်တော်အလုပ်သွားလို့ရှိရင်စပိန်နဲ့ပဲသွားတယ်ပြီးလို့ရှိရင်မြို့ထဲမှာနေတာဖြစ်တဲ့အတွက်ကြောင့်ဒီ transportation တွေကောင်းတယ်သွားချင်တဲ့နေရာအဆင်ပြေတယ်သွားချင်တဲ့နေရာကြိုက်တဲ့ချိန်သွားလို့ရတယ်ဆိုတော့ကားကိုမလိုဘူးပြီးလို့ရှိရင်ဒီကားရှိလို့ကျွန်တော်လနိုင်ပေးရတဲ့ဟာကြီးပေါ့နော်အများကြီးရှိတယ်အဲ့အတွက်ကြောင့်ကျွန်တော်ဒီကားကိုရောင်းလိုက်တာဖြစ်တယ်အဓိကမလိုအပ်တဲ့နေရာမှာငွေမသုံးချင်ဘူးသင်ခန်းစာကတော့ကျွန်တော်ဗာလဲဆိုရင်မလိုအပ်တဲ့ဟာတွေမဝယ်မိဘူးပေါ့နော်ကိုယ်မှာရှိတဲ့ငွေကိုတိတ်တိတ်ချာချာလေးကင်းစိုက်ပြီးတော့ဒီ financial freedom အတွက်ကိုယ့်ရဲ့အနာဂတ်အတွက်ပို့ပြီးတော့ငွေစုတင်နေဆိုတာကိုကျွန်တော်သိတယ်အဲ့အတွက်ကြောင့်ဒီကားကိုအများဆုံးရောင်းလိုက်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်စီရနဲ့ဒီသင်ခန်းစာပေါ့နော်ယူပြီးတော့တတိထားကြဖို့ပြောချင်ပါတယ်